အတန်မာတဲ့ဘေး9000ထည့်ယုံနေတဲ့ data တွေပြတ်ကုန်လားဆိုယုံမလားဆိုပြီးတော့ဒီ comment လေးမှတ်ထားတာပေါ့နော်ဒီညီမလေးပြောတာကတော့ဘယ်စင်ကတ်တုံးတော့မသိဘူးပေါ့နော်အမားတို့ရောင်းတာကကြတော့ဒီကက်က internet သုံးတီးတန့်ကတ်ပေါ့နော် internet သုံးတီးတန့်ကတ်ဖြစ်တဲ့အတွက်သူကဘေး9000ဖြတ်เสียမလိုဘူးနော်သူ့ကိုဘေးထည့်ရရင်ဘလို့ထည့်ရလဲဆိုတာလေအမားပြောပြပေးမယ်သူကလေဘေးထည့်ရင်လေ KB ဝေးရနေထည့်ရတာဘာလို့သူ့မှာဖုန်းနံပါတ်မပါဘူးလေဖုန်းနံပါတ်မပါတဲ့အတွက်အမားတို့ဖုန်းဘေးဖြည့်တယ်လို့မျိုးဖုန်းနံပါတ်နဲ့ဘေးဖြည့်တယ်လို့မျိုးဖြည့်လို့မရဘူးပေါ့နော်သူ့ကိုဘေးဆောင်မယ်ဘေးထည့်မယ်ဆိုရင်အမားတို့ KB ဝေးရနေထည့်ရတာအမားပြပေးမယ်နော်ဒီအတန်ဖရက်စင်းနက်ကတ်ကိုအမားတို့ပေါ့နော်တလတစ်ခါဘေးဆောင်တဲ့ခါကျရင်ဘလို့ဆောင်ရလဲဆိုတာအမားပြပေးမယ်နော်အမားကကြတော့အခု KB လေးနဲ့ပြပေးမယ်နော် KB ထဲမှာဆိုရင်ဒီမှာဘေးဆောင်ခြင်းဆိုပြီးရှိရပေါ့နော်ဒီဘေးဆောင်ခြင်းထဲမှာဆိုရင်အမားတို့ပေါ့နော်အပေါ်မှာအတန် broadband ဆိုတာရှိတယ်အားလေးကိုနှိပ်လိုက်ပေါ့ဒီမှာစရင်သွင်းသွားတဲ့ဖုန်းနံပါတ်မှာဆိုရင်အမားတို့ကကိုဟိုမှာFascinac ကဖောက်ထားတော့ပေါ့နော်သူကကိုဖုန်းနံပါတ်တစ်လုံးရှိရပေါ့နော်အဲ့ဖုန်းနံပါတ်လေးရိုက်လိုက်ပေါ့နော်အမရဲ့ဖုန်းနံပါတ်လေးရိုက်လိုက်မယ်နော်ဒီမှာကိုကဖုန်းနံပါတ်ရိုက်ပြီးသွားပြီဆိုရင်အမားတို့ဒီမှာဆိုရင်ပေးဆောင်ရမယ့် internet အမျိုးအစားမှာဆိုရင်အမားတို့ကဒါ Fascinac ကဖြစ်တဲ့အတွက် Fascinac ကလေးကိုရွေးလိုက်ရွေးပြီးသွားပြီဆိုရင်ဆက်သွားမယ်အဲ့ဒါပြီးသွားပြီဆိုရင်ဒီမှာဒါဆိုရင်အမားနာမည်နဲ့ပေါ့နော်အမားတို့အသုံးပြုမဲ့နာမည်အဲ့မှာဒီမှာဆက်အမျိုးအစားရှိတယ်ဆက်အမျိုးအစားမှာဆိုဒီမှာမြားလေးရဲ့မှာအမားတို့ BYOD ဆိုပြီးရှိရပေါ့နော်အဲ့ဒါလေးကိုဆက်လက်ပေးလိုက်အတည်ပြုလိုက်ပြီးရင် package အမျိုးအစားပက်ကစ်မျိုးကဆိုရင်ဒီမှာပလန်က3မျိုးဝယ်လို့ရတယ်သူကအရန်ကိုတန်တဲ့ data plan တွေဝယ်လို့ရတယ်ပေါ့နော်ဒီမှာဆိုရင် 55K အဲ့ 55K ဆိုတော့1000ခွဲကျရပေါ့နော် 55K ဝယ်မယ်ဆိုတော့1000ခွဲရှိတယ်သူက 35K ဝယ်မယ်ဆိုတော့1000ရှိရပေါ့နော် 15K ပဲဝယ်မယ်ဆိုတော့9000ပဲရှိတယ်ဒီမှာဆိုရင်အမားကအများဆုံးပလန်55K ကိုရွေးလိုက်မယ်ဒီမှာအတည်ပြုမယ်ဒါဆို1000ခွဲပေါ့နော်ပေးဆောင်ပြီးနှိပ်လိုက်ပြီးဆိုရင်ဒါအမားရဲ့ဒီ Fascinac ကတ်ကိုတက်တန်းတိုးပြီးသားဖြစ်သွားရပေါ့နော်အဲအကြောင်းမို့လို့ပေါ့နော်အမားတို့ရဲ့ဒီစင်ကတ်ဆိုရင်တော့လေဘေးပြောက်စရာလုံးဝအကြောင်းမရှိဘူးเนาะဒီစင်ကတ်လေးနဲ့ပတ်သက်ပြီးတော့တခုခုသိချင်တာဆိုရင်လည်းမစွန်တို့ရဲ့ဒီ Viber လေးမှာလာမေးလို့ရရယ်เนาะ